ကျွန်တော်တို့က dropit မှာလုံးနေတဲ့လူတွေကဝင်ငွေရောတကယ်ရရလားမေးလာတဲ့သူတွေရှိတယ်ပေါ့နော်ဝင်ငွေရတယ်မရအောင်ဆိုတာကိုအကိုတို့မှတော့ဒီ dropit application ကိုကျွန်တော်ဖုန်းထဲမှာ down ပြီးတော့ account တစ်ခုဖွင့်ပြီးဆိုတာနဲ့ကိုတို့မှတော့အသေးစိတ်လေ့လာလို့ရတယ်ကြည့်လို့ရတယ်နော်သူ့ရဲ့စနစ်ထဲမှာအကုန်ထည့်သွင်းပေးပြီးသားနော်ကိုတို့မှတော့လေ့လာရုံနဲ့လက်တွေ့ကြည့်ရုံနဲ့ဘယ်နေရာလဲဆိုတာကျွန်တော်ပြပေးမယ်နော်ဝင်ငွေတွေဘယ်လိုရနေကြလဲဆိုတာ Robit မှာဒီမျိုးကြီးလေးဝင်ငွေရတာပေါ့အကုန်လုံးအပွက်တစ်ပွက်လို့ကျွန်တော်တို့စနစ်အတိုင်းစူးစမ်းရလို့လည်းဝင်ငွေပူစီကြကြတယ်နော်အဲ့ဒါဘယ်နေရာလဲဆိုတာပြပေးမယ်အားလုံးကြည့်ကြရအောင်ကျွန်တော်တို့က Dropit ထဲမှာဟို account တစ်ခုဖွင့်ပြီးဆိုတာနဲ့ကျွန်တော်တို့ကကိုယ့်ရဲ့ account ထဲကနေဝင်ကြည့်လို့ရတယ်နော်လေ့လာလို့ရတယ် Dropit တွေကဒီဝင်ငွေတွေဘယ်လောက်တွေရနေကြလဲဆိုတော့ဒီထဲမှာအကုန်စနစ်ရထည့်ထားပြီးတယ်ဘယ်နေရာလဲဆိုတော့ဒီနေရာလေးနော် all shop data in the system ဒီထဲမှာနော်ဒီ၄တော့အကွက်ကလေးနော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ရင်ဒီမှာတွေ့လားဒီမှာသူတို့ Dropit ကနေသူဝင်ငွေတွေဘယ်လောက်ထိရထားတယ်လဲဆိုတာကိုဒီမှာအသေးစိတ်ပြထားတယ်နော်ဒီမှာနော်ဒီမှာထိုင်းနေဒီမှာမတ်တန်းဆိုးဆိုတာမြန်မာအမျိုးသမီးနော်ဘတ်ငွေ9တန်းကျော်ရတာ9တန်းကျော်ရတာလူနည်းစုလေးရတာမဟုတ်နော်အများကြီးပဲရတာ Dropit တင်မှာဝင်ပြီးတော့စနစ်တိုင်းတကယ်လို့တဲ့တကယ်ဝင်ငွေရကြနော်ဒါလူတိုင်းလုပ်လို့ရတယ်လူတိုင်းစူးစမ်းဖို့ရှိတယ်နော်ပတ်လို့တန်းကျော်ရတာနော်3တန်းကျော်4တန်းကျော်5တန်းကျော်အများကြီးပဲဒီမှာမြန်မာကြီးလည်းအများကြီးပဲနော်ဒီမှာရင်ဒီမှာစောရဲမောင်နော်အဲဒီပုံလုံးမြန်မာနိုင်ငံသားမဆန်နိုင်နော်ဒါပတ်တန်းနဲ့ချီရတာလူဒီဘက်ကိုရွှေ့လိုက်ဒီမှာသိန်းနဲ့ချီရရတယ်လူပတ်သိန်းကနန်းထိရတာလူပေါ့နော်ဟာရင်ကန်းလိုက်မြန်မာနိုင်ငံသားတွေအများကြီးရှိရနော်ဒီထဲမှာတန်းချိုးဘက်ကိုဒါသိန်းနဲ့ချီရတာနော်ဒါ9သိန်းကျော်ကြီးရတာဒီဘက်က1000နဲ့ချီရတဲ့လူတွေကဒါရတော့ဘက်ကို1000နဲ့ချီရတဲ့လူတွေဒီရာလူအဆင့်တွေပါအကုန်လုံးဒီ Dropit ကထပ်ပြတာနော်စနစ်ထဲမှာအကုန်လေးလာလို့ရတယ်နော် Dropit ကဝင်ငွေတွေဘယ်လောက်ထိပေးတယ်လဲရတယ်လဲဆိုတော့ဒီမှာအသေးစိတ်ကြည့်လို့ရပါတယ်ကျွန်တော်တို့ဒီမှာမှရှာနေစရာမလိုပါဘူးနော်ဒါကတင်ကနန်းဒါကတန်ကနန်းနော်ဒါတန်းနဲ့ချီရတဲ့လူတွေနော်မြန်မာနိုင်ငံသူနော်မတန်တန်းဆိုဆိုကျွန်တော်ထွက်ပြမယ်နော်ဒီနေရာလေးနော်ဒီနေရာလေး all short data system ဒီနေရာလေးကိုနှိပ်လိုက်ရင်ဒီကိုရောက်သွားမယ်နော်ဒီထဲမှာအကုန်ကြည့်လို့ရပါတယ် Dropit ကကျွန်တော်တို့စနစ်ကတစ်ခုလေနော်ဟိုလုပ်ငန်းရှင်ကတယောက်ကိုတစ်မျိုးပေးတာမဟုတ်ကျွန်တော်ဒီစနစ်တစ်ခုလေးကိုလေကျွန်တော်အပေးထားလေးလာပြီးစနစ်တိုင်းလုပ်သွားမယ်ဆိုရင်ကျွန်တော်ဝင်ငွေရလူတိုင်းကိုရတယ်လူတိုင်းကိုရအောင်ကျွန်တော်တို့ကလုပ်ပေးထားတာเนาะ Dropit ရဲ့စနစ်ကဒါကြောင့်စနစ်ကိုပေးထားလေးလာပါစနစ်ကိုနားလည်သွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ mindset ကောင်းကောင်းနဲ့တွဲပြီးလုပ်လိုက်မယ်ဆိုရင် Dropit ကမအောင်မြင်စရာမရှိဘူးเนาะလူတိုင်းအောင်မြင်တယ်လူတိုင်းဝင်ငွေရအောင်လုပ်ပေးထားတာပါအားလုံးပဲစိတ်ကြပါစေ